မီးရမခန့်ကဘာတွေကိုကောက်ွယ်ပေးလဲဆိုတာသိပါသလားဒီတစ်ခါမှာတော့မီးရမခန့်မှာပါဝင်တဲ့အခြေခံကြသောကောက်ွယ်ဖြစ်တဲ့ basic ကပါအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်မီးရမခန့်ဆိုတာကအိမ်ဆိုင်ကန်စက်ရုံအလုပ်ရုံနဲ့အဆောက်အဦတွေမှာမီးဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာတဲ့ထိခိုက်ဆုံးရှုံးမှုတွေနဲ့နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုတွေကိုအကာအကွယ်ပေးပါတယ်အခြေခံအားဖြင့်မီးရမခန့်ရယူထားမယ်ဆိုရင်မတော်တဆမီးကူးစက်မီးမိုးကြိုးပြစ်လို့လောင်ကျွမ်းတဲ့မီးအိမ်သုံးဓာတ်ငွေ့ရိုးစိတ်ပေါက်ကွဲမှုတို့အတွက်အကာအကွယ်ပေးပါတယ်မတော်တဆမီးဆိုတာကလျှက်စစ်ဝါယာရှော့ဖြစ်တာမီးဖို့ကြောင့်သုံးပစ္စည်းတွေအိမ်သုံးလျှက်စစ်ပစ္စည်းတွေဖျောင်းနိုင်မီစားတာတွေကြောင့်မတော်တဆမီးလောင်တဲ့အခြေအနေမျိုးကိုဆိုလိုပါတယ်ကိုယ်အိမ်ကမဟုတ်ပဲဘေးပတ်ဝန်းကျင်အနီးနားကနေမီးကူးစက်လောင်ကျွမ်းတာမျိုးဆိုရင်လည်းမီးရမခန့်မှာကူးစက်မီးအတွက်အကာအကွယ်ရနိုင်ပါတယ်ဒါအပြင်မိုးကြိုးပစ်လို့မီးဆွဲပြီးပျက်စီးဆုံးရှုံးတာမျိုးအိမ်မှာအသုံးပြုတဲ့အိမ်သုံးဓာတ်ငွေ့ gas အိုးတွေပောက်ကွဲလို့မတော်တဆမီးလောင်တာမျိုးဖြစ်ခဲ့ရင်လည်းအခြေခံအကာအကွယ်ထဲမှာအကျုံးဝင်တာကြောင့်အပြည့်အဝအကာအကွယ်ရရှိမှာဖြစ်ပါတယ်ဒီချက်တွေကတော့မီးရမခန့်ထားလိုက်တာနဲ့ရရှိမဲ့အခြေခံအကျဆုံးအကာအကွယ်တွေဖြစ်ပြီးလူကြီးမင်းတို့လိုအပ်ချက်လိုက်အပိုအကာအကွယ်တွေကိုပါတပါးတည်းဝယ်ယူထားနိုင်ပါတယ်ဒါကြောင့်မီးရမခန့်ထားခြင်းဟာမတော်တဆမှုတွေနဲ့တွေ့ကြုံလာတဲ့အခါမှာနေအိမ်နဲ့အဖိုးတန်ပိုင်ဆိုင်မှုတွေကိုပျက်စီးဆုံးရှုံးမသွားအောင်ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်